Android ဆက်တွေမှာ YouTube ကြည့်မရဖြစ်နေတဲ့သူတွေအတွက်ကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်နော် YouTube ထဲဝင်လိုက်ရင်ကျွန်တော်ဒီလိုစာလေးပေါ်နေတယ်ဆိုတာကဒါမိတ်ဆွေရဲ့ဆက်ကဒါ YouTube အလုံးမလုံးတော့ပြောတာပါခင်ဗျာနော် YouTube ရဲ့ version update ကိုမလိုက်နိုင်တော့ပြောတာပါကျွန်တော်တို့ကလည်း Android ဆက်သုံးပြီဆိုရင်ဗျာအဓိက YouTube ကိုပဲအဓိကသုံးကြတာဗျာအဲ့တော့ YouTube ဒီဆက်မှာပါလာတဲ့ original YouTube ကအလုံးမလုံးတော့ဘူးဆိုရင်ကျွန်တော်တို့တခြားအစားထိုးပေါ့နော်အစားထိုး YouTube ထည့်လို့ရတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်ကျွန်တော်အဲ့ဒါလေးကိုမျှဝေပေးခြင်းပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီ Chrome နဲ့ဝင်လိုက်ပါခင်ဗျာဒီ Chrome ရဲ့ search bar မှာကျွန်တော်တို့ဒီ Smart YouTube ဆိုပြီးတော့ရိုက်ရှာပေးပါခင်ဗျာဒီတိုင်းလေးပေါ့နော်ဒီမှာ Smart ပြီးတော့နည်းနည်းလေးချာပြီးတော့ YouTube နော်အဲ့လို Smart YouTube လို့ရိုက်ပေးပါဗျာအဲ့တော့ကျွန်တော် Smart YouTube လို့ရိုက်ရှာလိုက်တာနဲ့ဒီလိုပေါ်လာမယ်ဗျာနော်ဒီလိုမျိုး website ကြီးကြာလာမယ်ကြာလာရင်ကျွန်တော်တို့ကဘယ်တော့ဝင်ရမှာလဲဆိုတော့သူကဒီမှာအများကြီးကြာလာတယ်ဒါပေမဲ့ဝင်ရမယ့်ဥစ္စာကိုကျွန်တော်ပြပေးမယ်ဒီမှာအောက်ကိုဆွဲချပါဒီမှာဒီကောင်လေးနော်ဒီကောင်လေးဒီမှာ up to down ဆိုတဲ့ website နော်အဲ့ဒီထဲကိုဝင်လိုက်ပြန်နော်ဒီမှာသူက Smart YouTube for Android နော် download the APK from up to down ဒီဟာနော်အဓိကဒီကောင်ဒီ website တွေကိုဝင်လိုက်ပါဗျဝင်လိုက်ပြီးွားရင်ကျွန်တော်ဒီမှာဒါလေးရှိတယ်ခင်ဗျနော် download ဒါလေးကို download ဆွဲလိုက်ပါနော်ဒီမှာ okay တစ်ချက်နှိပ်ပေးပါဒီနေရာမှာကျွန်တော်တို့ mouse တော့လိုလိမ့်မယ်ခင်ဗျနော်ဒီလိုမျိုး mouse လေးတစ်ခုတက်သုံးပေးရပါမယ်ခင်ဗျနော်ဒီဆက်မှာကိုယ့်ရဲ့ Android ဆက်မှာဒီ mouse လေးတက်ပြီးတော့သုံးပေးရပါမယ်ဒါမှကျွန်တော်တို့လိုရာကိုရမှာဖြစ်ပါတယ်โอเคပြီးွားရင်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့အောက်ကိုထပ်ဆွဲချပါခင်ဗျာเนาะအောက်ကိုထပ်ဆွဲချပဲဒီမှာ download ဆိုတာထပ်ပါတယ်သူကနှစ်ဆင့်လောက်ရတာဗျာเนาะဒါဒုတိယအဆင့်ဒီ download ထပ်နှိပ်ပေးပါဒီလိုစာပေါ်လာမှရပါမယ်ခင်ဗျာเนาะဒီမှာ continue နှိပ်ပေးပါเนาะ allow လုပ်ပေးပါโอเคဒီမှာ download anyway เนาะဒါဆိုရပါပြီဒါဆို download စဆွဲပြီခင်ဗျာเนาะဒီမှာ download စဆွဲနေပါပြီရတော့ပါမယ်โอเคဒါဆိုရင် download ဆွဲပြီးသွားပြီပေါ့နော်โอเคကျွန်တော်တို့ download ဆွဲတဲ့ဟာလေးကိုဘာမှပြန်ရှာမလဲဆိုရင်ကျွန်တော်ဒီမှာเนาะအပေါ်ညာဘက်တောက်မှာဒီမှာအဆက်လေး30ရှိတယ်အဲ့ထဲကိုဝင်လိုက်ပါဝင်ပြီးသွားရင်ဒီမှာ download ဆိုတာရှိတယ်အဲ့ထဲထပ်ဝင်ပေးပါโอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ download ဆွဲရတဲ့ file လေးကိုတွေ့ပါလိမ့်မယ်ခင်ဗျာเนาะဒါလေးပါအဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီလိုမျိုးလေးเนาะ install တင်ဖို့ကြာလာပါလိမ့်မယ်ခင်ဗျာအဲ့ချိန် install လုပ်ပေးပါဗျာเนาะဒါဆိုရင်ရပါပြီโอเคဒါဆိုရင်ကျွန်တော်တို့ YouTube ပြန်ကြည့်လို့ရပါပြီခင်ဗျာเนาะဒါပေမဲ့ तू ကsoftware နာမည်လေးတော့ပြောင်းသွားပါမယ်ခင်ဗျာเนาะဒီမှာ Smart YouTube ဆိုပြီးတော့ဖြစ်သွားပါမယ်เนาะကျွန်တော်တို့အရင်တုန်းကပါတဲ့ YouTube အဟောင်းကြီးကတော့ကြည့်လို့မရတော့ပါဘူးเนาะအဲ့တော့ YouTube သုံးမယ်ဆိုရင်ကျွန်တော်ဒီ Smart YouTube ဆိုတာလေးတော့ဝင်ကြည့်ရပါတော့မယ်ခင်ဗျာကျွန်တော်ဒီမှာနမူနာဆန်းပြပေးမယ်เนาะ तू က YouTube နဲ့အတူတူပါပဲခင်ဗျာเนาะကျွန်တော်ဒီမှာကြည့်နေတာရှာနေတာဆိုရင်ကျွန်တော်ဒီမှာမှန် blue ပုံလေးပါပါတယ်အဲ့ရနေကျွန်တော်တို့ရှာကြည့်လို့ရပါတယ်ခင်ဗျာ 4K ဆိုတဲ့ 4K အဲ့လိုပေါ့เนาะကိုကြည့်နေတာတစ်ခုကိုနာမည်နဲ့ရှာပြီးတော့ကြည့်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့တွေ YouTube သုံးမရတဲ့ set တွေလည်းဒီနီးလန်းလေးနဲ့ YouTube ကိုပြန်ကြည့်လို့ရပါပြီခင်ဗျာအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်